ရန်ကုန်မြို့မြောက်ဒဂုံမြို့နယ်မှာဇွန်လ10ရက်နေ့ကပျောက်ဆုံးသွားတဲ့အသက်73နှစ်အရွယ်6တန်းကျောင်းသားလေးဟာတပ်ဖြတ်ခံထားရပြီးတော့ရေကန်ထဲမှာဆွန့်ပစ်ထားတဲ့အလောင်းကိုပဲတွေ့ခဲ့ရတယ်လို့သိရပါတယ်။မြောက်ဒဂုံမြို့နယ်39ကာကြီးရပ်ကွက်မှာနေထိုင်တဲ့မောင်မင်းခန့်စောဟာဇွန်လ10ရက်နေ့ညနေ4 နာရီလောက်မှာနေအိမ်ကထွက်သွားပြီးပြန်ရောက်မလာပဲပျောက်ဆုံးသွားတာဖြစ်ပါတယ်။မိသားစုဝင်တွေနဲ့ဆွေမျိုးတွေကလူမှုကွန်ရက်ပေါ်မှာဓာတ်ပုံတွေတင်ပြီးအကူအညီတွေတောင်းခဲ့ကြသလိုရဲစခန်းမှာလည်းအမှုဖွင့်ခဲ့ပါတယ်။ဒီနေ့ဇွန်လ10ရက်နေ့မနက်ပိုင်းမှာတော့ရေကန်တစ်ခုအတွင်းသိဆုံးနေတဲ့ရုပ်အလောင်းကိုပြန်တွေ့ခဲ့ရတာလို့39ကာကြီးရပ်ကွက်မှာနေထိုင်သူတူကပြောပါတယ်။စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းရန်ကုန်အပါအဝင်မြို့ကြီးတွေမှာတရားဥပဒေစိုးမိုးမှုမရှိတော့ဘဲလူဖြောက်မှုတွေအတင်းအဓမ္မစစ်သားစုဆောင်းခံရမှုတွေလူရဲမှုတွေနဲ့လူတက်မှုတွေမကြာခဏဖြစ်ပွားနေပါတယ်။ဒီရက်ပိုင်းမှာပဲနေပြည်တော်ကကိုပိုင်ကျောင်းတစ်ခုမှာကလေးချင်းဖြစ်ပွားတဲ့ပြဿနာကနေလူကြီးချင်းတပ်ဖြတ်တဲ့အထိဖြစ်ပွားခဲ့တယ်လို့ပဲခူးတိုင်းကဝမြို့မှာလည်းကလေးငယ်2ယောက်အပါအဝင်4 000 ပြိုင်လူတက်မှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်ရှင်။